Yi chin ni sure ni ama. Bora bada lo kan yu tha de puggul dai ha. Mimi do ko daiနှုတ်ပြပြီးဆိုထားတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုကိုးကွယ်ရအဖြစ်အတိမတ်ပြုပါတယ်ဓမ္မံတရဏံကိစ္ဆာမိဓမ္မကိုးကွယ်ရအဖြစ်အတိမတ်ပြုပါတယ်တန်ခံတရဏံကိစ္ဆာမိတန်ဃာကိုကိုးကွယ်ရအဖြစ်အတိမတ်ပြုပါတယ်လို့နှုတ်မြတ်ပြီးဆိုထားတာဟာဒီမိမိရဲ့ကိုးကွယ်မှုဟာဥပတကာဥပတိကာဆိုတဲ့အရည်ချင်းတွေကိုရယူထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီအရည်ချင်းတွေရယူထားတဲ့အတိုင်းဘုရားကိုကိုးကွယ်တယ်ဆိုတာဘာကိုပြောတာလဲဘုရားရှင်လေးအိမ်မှာတင်ထားပြီးတော့တနေ့ကိုဘုရားရှိခိုးတယ်ပန်းလေးတင်တယ်ရေချမ်းလေးတင်ဒါကိုပဲဘုရားကိုးကွယ်တယ်လို့ခေါ်တာလားစီမီလေးလှူတယ်ဒါဘုရားကိုးကွယ်တယ်လို့ခေါ်တာလားလို့ဆိုအစစ်မှန်အနှစ်သာရအပြင်ဒါကိုးကွယ်တယ်လို့မခေါ်နိုင်ဘူးနော်အစစ်မှန်အပြင်ဆိုရင်တော့အပေါ်ယံအပြင်တော့ကိုးကွယ်တယ်လို့ပြောလို့ရတယ်အစစ်မှန်ကဘာလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါဘုရားဆုံးမတဲ့အတိုင်းလိုက်နာမှဆိုပါစို့အိမ်မော်တော့ဘုရားကိုးကွယ်ထားတယ်မိသားစုကခဏခဏရံဖြစ်ကြတယ်ဘုရားရှိလဲဘုရားရှင်ရှိပါလဲရံဖြစ်ခြင်းဖြစ်ဒေါသတွေဖြစ်တယ်နော်မေတ္တာတွေမထားနိုင်ဘူးကရုဏာတွေမပွားနိုင်ဘူးမုရိဒာတွေမထားနိုင်အဲ့တော့ငါးပါးသီလကိုလုံအောင်မကျင့်နိုင်ဘူးဆိုလို့ရှိရင်ဘုရားကိုးကွယ်တယ်လို့ပြောပေမဲ့လို့ဒီပုဂ္ဂိုလ်ဟာအရည်ချင်းပြည့်ရွေးနေတယ်လို့ခေါ်ပါမယ်အရည်ချင်းပြည့်ရွေးနေတယ်ဘုရားရဲ့အဆုံးအမဘာလဲအကုသိုလ်မပြုရဘူးကုသိုလ်မှန်သမျှပြည့်စုံစေရမယ်ကိုယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဒါဘုရားအဆုံးအမဘုရားကိုကိုးကွယ်ပါတယ်ဆိုတာဘုရားအဆုံးအမကိုလိုက်နာပါမယ်လို့ဂရုပြုတာပဲအဲ့ဒီဂရုပြုထားတဲ့အရည်ချင်းတွေဟာပြည့်ရွေးနေတယ်လို့ဒီလိုပြောတာအဲ့တော့ကိုယ့်ရဲ့ကိုးကွယ်မှုအရည်ချင်းပြည့်ရွေးနေအေးဘုရားတော်ရှိခိုးပါရဲ့ပန်းရည်ချမ်းကတ်လူပါရဲ့အဲ့ဒါတွေဘုရားဟောတဲ့တရားတိုင်းတော့မလိုက်နာဘူးဒီအ ਨੇ ဆုံး၅ပါးသီလတည်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါအရည်ချင်းပြည့်ရွေးနေပြီလို့ဒီလိုပြောတာနော်အရည်ချင်းပြည့်ရွေးနေလို့ရှိရင်ခုနကတရားသူကြီးလို့ဆိုပြီးတော့ဥပဒေကိုမစောင့်ရှောက်တဲ့ပုဂ္ဂိုလ်လိုပဲမထူးဘူးအရည်ချင်းပြည့်ရွေးနေလို့ပြောရမှာပဲဗုဒ္ဓဘာသာခေါင်းတယောက်လို့မဖြစ်ဘူးပေါ့ဘုရားတပည့်ခေါင်းမဖြစ်ဘူးပေါ့ဒီလိုဆိုလိုတာပေါ့ယရဏသုံးပါးကိုစိတ်ကတ်တယ်ဆိုတာဘုရားကိုကိုးကွယ်တယ်ဘုရားရဲ့အဆုံးအမကိုလက်ခံပါမယ်ဓမ္မံတရဏံကိစ္ဆာမိတရားကိုကိုးကွယ်ပါတယ်ဆိုတာတရားအတိုင်းကျင့်ကြံကြိုးကိုအထောက်ပါမယ်သို့တော့တရားကိုကမကျင့်ဘူးတရားဆိုဒီမှာဘာကိုပြောတာတော့ဆိုသီလသမာဓိပညာလို့ဆိုတဲ့ကျင့်စရာတိက္ခာ၃ပါးအဲ့ဒီထဲမှာဒါအခြေခံကစပြီးတော့ကျင့်ကြံကြိုးကိုအထောက်မှုမလုပ်ဘူးဆိုတရားကိုကိုးကွယ်တယ်လို့သာပြောပေမဲ့လို့တရားကိုကိုးကွယ်တယ်လို့ခေါ်လို့မရဘူးအရည်ချင်းပြည့်ရွဲနေပြီလို့ဒီလိုပြောရမှာပဲအရည်ချင်းပြည့်ရွဲဓမ္မံတရဏံကိစ္ဆာမိလို့ဆိုပြီးတော့နော်ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ခေါ်တယ်ဓမ္မံတရဏံကိစ္ဆာမိလို့ခေါ်တယ်အရေးတယ်ဆိုရင်နတ်သွားမေးတယ်နတ်ကိုးကွယ်တယ်နတ်ကခိုင်းတာတွေရှောက်လုပ်တယ်ဟောဒါအရည်ချင်းပြည့်ရွဲနေလို့ခေါ်တယ်ကံကိုမယုံဘူးဘာတွေယုံလို့လောကလူတွေဟာအတန်ကိုလိုက်တာတွေကအများကြီးပဲခုခေတ်မှာမြတ်စွာဘုရားကဗုဒ္ဓဘာသာဒီဥပတကဥပတိကမတွေအရည်ချင်းပြည့်ရွင်းသွားတာဘယ်လိုဟာတော့ဆိုမင်္ဂလံပစ္စေတိနကမ္မံလောကမှာရှိတဲ့တကယ်မင်္ဂလာမဟုတ်တဲ့ဟာတွေကိုယုံကြည်လို့ရှိရင်ကံကိုမယုံကြည်လို့ရှိရင်ဒါဟာအရည်ချင်းပြည့်ရွင်းတယ်လို့ပြောတာကံဆိုဒီမှာကိုလုပ်တဲ့ကုသိုလ်ကံယုံကြည်အားကိုးရကိုလုပ်တဲ့ကုသိုလ်ကံကိုယုံကြည်အားကိုးမှုမပြုဘဲနဲ့မျက်စိကကောင်းတာလေးမြင်လို့ရှိရင်မင်္ဂလာရှိလိုက်တာနားကကောင်းတဲ့သတင်းလေးကြားရင်မင်္ဂလာရှိလိုက်တာအဲ့ဒီအမြင်အကြားတွေပေါ်မှာမင်္ဂလာထားပြီးတော့မင်္ဂလာယူနေသမျှအိမ်မှာကြီးပွားအောင်လို့နေချင်းညချင်းကြီးပွားခြင်းလို့တဲ့ချင်းပင်စိုက်ထားတယ်နော်အကျဉ်းစီအောင်ခြင်းလို့တဲ့ကြံကြောင်းဖျားလှူထားတယ်နော်ပ
င်မမှာဆုံးလို့တဲ့ပန်းသီးဖះမတင်ဘူးတဲ့နော်အလုတ်ကိုင်းတွေကဒီအောင်မြင်မှုတွေကြံ့ကြာလို့ဆိုပြီးတော့ကြာပန်းကိုဖះမလို့ဘူးဆိုတာအဲ့ဒါတွေဟာသူကမင်္ဂလာလို့ခေါ်တယ်နော်မင်္ဂလာကိုယုံတယ်လို့ခေါ်တယ်ကံကိုယုံတာမဟုတ်ကံယုံတဲ့ပုဂ္ဂိုလ်တွေကဒါတွေကဘာမှသက်ဆိုင်တာမဟုတ်ဘူးဒီဟာတွေနောက်လိုက်เสียဘာမှမလုပ်ဘူးကိုပဲစမ်းသိရမယ်ငါဟာတရားတရားရှိရလားငါမှာကိုချင်းသီလရှိရလားတရားတရားရှိပြီးကိုချင်းသီလပြည့်စုံငါမှာဘုရားတရားတွေနဲ့ပတ်သက်ပြီးတော့ဘဟုတုတရှိရလားစွန့်ကြဲလှူဒန်းမှုဒါနကောင်းမှုတွေရှိရလားဘုရားတရားနဲ့ပတ်သက်ပြီးအကြောင်းအကျိုးအကောင်းဆိုးတွေကိုသိတဲ့အသိပညာမျိုးတွေရောငါမှာဘယ်အတိုင်းတာရှိတယ်လဲတတ္တာသီလသုတစာကပညာအဲ့ဒီ၅မျိုးရှိရလားငါမှာဒါပဲလေ့လာရမယ်အဲ့ဒါလေ့လာလို့ရှင်ဆူတောင်းတာအောင်အဲ့ဒါလို့မဟုတ်ဘဲနဲ့တတ္တသီလသုဒ္ဓစာကပညာဆိုတဲ့ဒီအရည်ချင်းတွေပြပြားပြီးတဲ့အခါမှာနော်အောင်မြင်ခြင်းလို့တဲ့ကြီးပွားခြင်းလို့ဆိုလို့ခိုင်းတာတွေအကုန်ရှောက်လုံးတယ်နော်ကြီးပွားခြင်းလို့စီးပွားတက်ခြင်းလို့ဆိုပြီးတော့ဟိုဟာတွေလှုပ်တယ်ဒါတွေလှုပ်တယ်ပေါ့အဲ့ဒါလို့ယုံကြည်မှုတွေအခြေခံမပါတဲ့ယုံကြည်မှုတွေလုံနေလို့ရှိရင်ခုနကဒါလည်းအည်ချင်းပြည့်ရွင်ခြင်းပဲဖြစ်တယ်ပေါ့တရားသူကြီးသည်တရားလမ်းကြောင်းကတိမ်းဆောင်းတယ်လို့ပဲတာမန်ပုဂ္ဂိုလ်တူဘုရားကိုကိုယ်ဝယ်စိတ်ကတဲ့ပုဂ္ဂိုလ်မှလည်းပဲအည်ချင်းတွေဟာပြည့်ရွင်ပြီးတော့အည်ချင်းတွေတိမ်းဆောင်းနေတယ်လို့တူပြောရမှာနော်ဒါကြောင့်မို့ဘုရားကိုယ်ဝယ်တယ်ဆိုတဲ့နေရာမှာလည်းပဲနေသာနန္ဒဘုရားကိုယ်ဝယ်မှစီးပွားတတ်တယ်ကြောက်စင်းသူကိုယ်ဝယ်ရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာမကိုယ်ဝယ်ကောင်းမှုဒီဟာမကိုယ်ဝယ်ကောင်းမှုဒါမျိုးတွေမရှိဘူးအဲ့ဒါတွေကလောကအယူအဆတွေကြီးပဲကောင်းတော့နော်မလုကောင်းမှုဆိုတာအကုသိုလ်ဒေါသကြတော့ထွက်ကောင်းလိုက်ကြတာနော်ထွက်ကောင်းလိုက်ကြတာဒေါသကြမာနတွေကြတော့လေကြီးကောင်းလိုက်ကြတာနော်တကယ်အရေးကြီးတာအဲ့ဒီဒေါသတို့မာနတို့လောဘတို့နှိမ့်ရမှာတကယ်ကနှိမ့်ရမှာအဲ့ဒါဆိုးကျိုးတွေကိုဖြစ်စေတာအဲ့ဒီအကုသိုလ်တရားတွေကမှဆိုးကျိုးတွေဖြစ်စေတာကျမ်းစာတွေကကိုယ်တဏ္ဍာမှာကောင်းဖို့ဆိုတာကိုချင်းသီလပြည့်စုံရမယ်တရားတရားတွေရှိရမယ်နော်တတ္တာဆိုတာဘာလို့ကံကံဤအကျိုးယုံကြည်ရမယ်ကိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိရမယ်နော်ဆုံးဖြတ်ချက်ရှိရမယ်ကံကိုလက်ခံရမယ်မင်္ဂလာကိုဥစားမပေးရဘူးမင်္ဂလာဆိုတာ38ဖြာမင်္ဂလာတွေကိုပြောတာမဟုတ်ဘူးလောကီမင်္ဂလာတွေကိုပြောတာနော်လောကီမင်္ဂလာတော့သိပြီးတော့မမောကြတယ်ပေါ့နော်လောကီမင်္ဂလာကိုမမောလို့မင်္ဂလာရှိအောင်လို့ဆိုဒီလောက်ကြတယ်ဟိုးရင်တော့ကဒီမန္တလေးမှာလည်းပဲစိုက်လိုက်ကြတာခမုံပင်နေစီးပွားတက်တယ်ဆိုပြီးတော့စီးပွားခမုံနဲ့အမျိုးစုံပဲခုခေတ်ဘာတွေလုံနေတယ်တော့အကုန်မသိတော့ဘူးเนาะကြီးပွားခြင်းလို့ဆိုပြီးတော့ဟိုယုတ်တုကိုးွယ်ဒီယုတ်တုကိုးွယ်လည်းပြည့်နေတာကြာတော့ဘုရားရှင်မောဒါဘာဖြစ်နေပြတိုက်ဖြစ်လာကြတော့ဟောဟိုယုတ်ဒီယုတ်တွေနဲ့ကြာတော့ပြတိုက်ဖြစ်သွားဘုရားကိုအာယုံပြုလို့တွေမရတော့ဘူးအမျိုးစုံကိုးွယ်တာဝိဇ္ဇာတွေကိုးွယ်နတ်တွေကိုးွယ်နဲ့အဲ့ဒါတွေကဘာလို့ဆိုကိုယ့်ရဲ့အရည်ချင်းတွေကိုကိုမယုံဘူးဆိုတဲ့အဓိပ္ပာယ်ဖော်ပြတာပေါ့အဲ့ဒါဟာအရည်ချင်းပြည့်ရွှင်ခြင်းပဲဖြစ်တယ်ပေါ့ဘုရားဘာသာတရားရဲ့အရည်ချင်းပြည့်ရွှင်ခြင်းပဲဖြစ်တယ်ဒီလိုဆိုလို့တာနော်မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာဘာနဲ့ကိုးကွယ်อ่ะဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေမြတ်စွာဘုရားဟာကိုယ်တဏ္ဍာမှာအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတယ်မကောင်းတဲ့အခြေအနေတွေမဖြစ်အောင်တားဆီးပေးတယ်ဒါဟာဘုရားကိုးကွယ်လိုက်တဲ့အကြောင်းအဲ့ဒါဘယ်လိုလုပ်တာတော့ဆိုအခြေအနေကောင်းတွေကိုဖြစ်ပေါ်စေတယ်ဆိုတာမြတ်စွာဘုရားအခြေအနေကောင်းတွေဖြစ်ပေါ်ဖို့ဘာလို့ကံကံဤကျိုးယုံကြည်ကြကုသိုလ်တရားတွေကိုပြုလုပ်ကြအကုသိုလ်တွေကရှောင်ကြစိတ်ဖြူစင်အောင်ထားကြဆိုတာဒါအခြေအနေကောင်းတွေကိုဖြစ်အောင်လုပ်တာဒါတွေမလုပ်ဘဲနဲ့အခြေအနေကောင်းမဖြစ်ဘူးအခြေအနေကောင်းမဖြစ်ရင်ချမ်းသာတာဆိုတာမလာနိုင်ဘူးပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဒီဟိတဆိုတဲ့အခြေအနေကောင်းတွေဖြစ်ပေါ်စေဖို့အဟိတဆိုတဲ့အခြေအနေမကောင်းတာတွေမပေါ်စေဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဆုံးအမပေးတယ်တဲ့ဓမ္မကိုကိုးကွယ်တယ်ဆိုတာလိုက်နာကျင့်သုံးဖို့
တိုင်းနာကျင့်သုံးပြီးတရားကိုနှလုံးသွင်းပြီးဆိုလို့ရှိရင်ကိုယ်ကိုယ်တိုင်ကျင့်သုံးတဲ့ဓမ္မကဲဒါဖြင့်၅ပါးသီလပဲလုံအောင်ထားပါ၅ပါးသီလလုံတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီတိုင်း၅ပါးသီလစောင့်တည်ပြီးတော့ဒီတိုင်းမနေနဲ့၅ပါးသီလစောင့်တည်ပြီးရင်ပြီးပြီလို့ဒီလိုမနေနဲ့စောင့်တည်ပြီးရင်တစ်နေ့4-50ချိန်အချိန်ပေါ့ဒီကနေ့ပါဏာတိပါဒမကျွလွန်ဘူးအဒိဏဒါနမကျွလွန်ဘူးအပြမစရိယသောဘောကာမေတုမိစ္ဆာစာရမကျွလွန်ဘူးဘုဒ္ဓဝါဒမကျွလွန်ဘူးသူရမေရယမကျွလွန်ဘူး၅ပါးသီလတွေပြည့်ပြည့်ဝဝရှိတယ်ရဟန္တာပုဂ္ဂိုလ်တွေတကယ်သူတော်စင်ကြီးတွေဟာလေဒီ၅ပါးသီလပြည့်ပြည့်ဝဝကျင့်သုံးဆောက်တည်ပြီးသားဖြစ်နေကြတယ်ဒီကနေ့ဟာငါရဟန္တာတွေကျင့်တဲ့အကျင့်မျိုးလိုက်နာကျင့်ရတယ်လို့စိတ်ထဲမှာဝမ်းသာလောက်အောင်ချိန်ချိန်တွေးရဝမ်းသာလောက်အောင်တွေးလိုက်တဲ့အခါမှာလူမှာစိတ်ကချမ်းသာလာငါအပြစ်ကင်းတယ်မြတ်စွာဘုရားဟောထားတယ်ပါဏာတိပါဒကရှောင်းတယ်အာရိဏဒနာရှောင်းတယ်သီလရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာအပယ်၄ပါးမကြဘူးလို့ဟောတယ်ငါဘယ်နည်းနဲ့မှအပယ်မရောက်ဘူးဟောဝမ်းသာစရာကောင်းတယ်ငါမှအားကိုးစရာတွေရှိတယ်ငါမှအပြစ်ကင်းနေတယ်လို့ကိုယ်သီလလေးကိုကိုတွေးလိုက်တဲ့အခါမှာစိတ်ဟာအေးချမ်းလာစိတ်အေးချမ်းတော့ဘာဖြစ်လဲဝမ်းသာလာဝမ်းသာတော့ဘာဖြစ်လဲပီတိဖြစ်လာပီတိဖြစ်လာတဲ့နောက်စိတ်နှလုံးဟာငြိမ်းချမ်းတယ်ငြိမ်းချမ်းတော့ဘာဖြစ်လဲချမ်းသာတယ်ချမ်းသာတော့စိတ်တည်ငြိမ်တယ်တမာရိယစိတ်တည်ငြိမ်မှုတမာရိယတဲ့အခါကျတော့အမှန်ကန်တွေကိုနားလည်တဲ့အသိဉာဏ်ရလာတယ်လို့ဟောဒါသီလကဆက်လာတဲ့အကျိုးတွေကိုပြောတယ်သီလရှိရင်ဒီအကျိုးတွေရလာဆင့်ငယ်တစ်ခုပြီးတစ်ခုဒီလိုဖြစ်လာတာဆိုလိုတယ်ပေါ့အဲ့ဒါဓမ္မကိုကျင့်သုံးခြင်းဖြင့်သီလဆိုတဲ့ဓမ္မကိုကျင့်သုံးခြင်းဖြင့်ရရှိရတဲ့အကျိုးတရားတွေပဲသီလကိုအခြေခံတဲ့တမာတိဖြစ်တယ်တမာတိကိုအခြေခံတဲ့ပညာဖြစ်တယ်ဟောဒီလိုလာတာအဲ့ဒါလို့သီလလေးကနေပြီးတော့ဒီတမာတိပညာထိအောင်သွားထို့တူပဲဒါနကောင်းမှုလုပ်လို့ရှိရင်လည်းစဉ်းစားငါဘယ်နေ့ကဘာတွေလှူခဲ့တယ်ဘယ်လိုကုသိုလ်ကောင်းမှုတွေငါလုပ်တယ်နေ့စဉ်ဖျားပန်းကတ်တယ်ဆွမ်းတော်ကတ်တယ်ဆိုတဲ့ဒါနလေးတွေကိုပဲအာရုံပြုလိုက်အောင်ဘုရားရှင်ကိုရမကြီးရဲ့ဂုဏ်တော်ကျေးဇူးတော်တို့ကိုငါပူဇော်နေရတယ်ဟောဒါအာမိတပူဇာနဲ့ပူဇော်ငါးပါးသီလလုံအောင်ကျင့်ခြင်းဖြင့်မြတ်စွာဘုရားကိုငါပူဇော်နေရတယ်ဓမ္မပူဇာနဲ့ပူဇော်အဲ့ဒါလို့ပူဇော်မှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲခုနလိုစိတ်နှလုံးဟာအေးချမ်းလာလို့ရှင်ဝမ်းသာတယ်ဝမ်းသာရင်ပီတိဖြစ်တယ်ပီတိဖြစ်ရင်ကိုယ်စိတ်ငြိမ်းချမ်းလာတယ်ငြိမ်းချမ်းလို့ရှင်ဒုက္ခချမ်းသာတယ်ချမ်းသာလို့ရှင်စိတ်လေးဟာတည်ငြိမ်လာတယ်တည်ငြိမ်လို့ရှင်ယထာဘုဒ္ဓဉာဏတဒနာတဲ့အမှန်ကန်ကိုသိတယ်ဆိုဟောဒီကြောင်းကျိုးဖြစ်စဉ်ကြီးကဒီတိုင်းပဲသွားတာပဲဒါနကိုအခြေခံပြီးတော့လဲတမာတိပညာဖြစ်ပဲသီလကိုအခြေခံပြီးတော့လဲတမာတိပညာဖြစ်နောက်ဆုံးရောက်ဖို့ရကယထာဘုဒ္ဓဒသနာဆိုတာအရေးကြီးဆုံးပဲအမှန်မြင်ဖို့အဲ့ဒီထိအောင်သွားတာဓမ္မကိုကိုးဝယ်တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်နဲ့သွားတာအဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးတော့ကိုးဝယ်ထားပါရဲ့တနေ့ကုန်စီးပွားရေးကိစ္စတွေနဲ့အချိန်ကုန်သွားမယ်ဟိုကိစ္စဒီကိစ္စတွေနဲ့အချိန်ကုန်သွားမယ်ဒီလိုအချိန်ကုန်သွားပြီးတော့ဘုရားပဲလည်းဥမလဲဘူးဓမ္မပဲလည်းဥမလဲနိုင်ဘူးဆိုလို့ရှိရင်ဒါကိုယ့်ရဲ့အရေးချင်းတွေဟာတိုးတက်မှုမရှိဘူးပြည့်ရွင်းတယ်လို့ဒီလိုမှတ်ရပါပေါ့အဲ့ဒီပြည့်ရွင်းနေတာကိုပြည့်ရွင်းမှန်းသိဖို့လိုတယ်ပေါ့စီစဉ်ဥစ္စာကိုအကြောင်းပြုပြီးတော့မာနထောင်တယ်တယောက်နဲ့တယောက်အတင်းပြောတယ် gossip ဆိုတာတင်းချင်းလိုက်ပြောတယ်တယောက်နဲ့တယောက်မနာလိုတွေဖြစ်တယ်ကိုယ့်ရဲ့ตาသွားရင်မကြေမနက်ပြောတယ်အပြစ်တွေပြောတယ်ဒီလိုဟာတွေဟာမှအဲ့ဒါအကုသိုလ်လို့ခေါ်တယ်အဲ့ဒီအကုသိုလ်တွေကမှကြောက်စရာကောင်းတာတဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပြီးဓမ္မကိုရှင်းသုံးကြရတယ်အဲ့တော့တရားသူကြီးတွေဟာအရည်ချင်းပြည့်ရွံ့မှုဖြစ်တတ်တယ်လို့ပဲလူတွေမှာလည်းပဲအရည်ချင်းပြည့်ရွံ့မှုဖြစ်တတ်တယ်ဆိုတာကိုတတိထားဖို့ပေါ့ကိုယ့်ရဲ့အရည်ချင်းကိုမပြည့်ရွံ့အောင်နေရမယ်ယဟန်တန်ဃာတွေလည်းဒီတိုင်းပဲပေါ့ယဟန်တန်ဃာတွေရဲ့အရည်ချင်းမပြည့်ပြင်းအောင်နေရဥပုသ်ဆောင်ရင်လည်းဥပုသ်တဲ့ရဲ့အရည်ချင်းမပြည့်ရွံ့စေရ
အားလုံးဟာကိုယ်အည်ချင်းနဲ့ကိုယ်အည်ချင်းတွေမပြတ်ရင်းအောင်ထိမ့်သိမ်းဆောက်ရှောက်ဖို့လို့ဆိုတာဒါအရေးကြီးတာနော်